ကယ်တော့လွှာဝိုင်းဆရာကြီးဦးသန်းရဲ့အိမ်ကိုစွန်းစားကြွပြီးမှယောဂပိုသေးလာခြင်းဖြစ်ပါတယ်ဦးသန်းနဲ့သမီးမတ်ကြီးတို့ကကိုတော်လေးဥပညာအတွက်ဝါဆိုသင်္ကန်းဟုဆိုကာကျောင်းကိုလာကတ်လှူလိုက်ပြန်တော့လေယောဂကကျွမ်းတဲ့အဆင့်ထိဖြစ်လာပါတယ်ကျောင်းပြင်ပမှာရှိန်စာယာပုံမောက်ပြီးကိုပြောက်ပြီးဒုတ်ပြီးဓာပြီးသည်ဟူသောစေတမြောင်ကိုတော်ဟာတာမဏေဘဝ9ဝါယဟန်ဘဝ10ဝါဆိုပြီးတကာလမြကြီးသည်ဟူသောကိလေသာလက်နက်ကိုတော့မပြီးနိုင်ရှာပြီ9နှစ်9မိုးနီးပါးရှမ်းပြည်နယ်ရောနယ်တစ်ခွင်မှာသူလေ့လာလိုက်စားခဲ့တဲ့တိုင်းရင်းစေးပညာတိုင်းပညာပြင်စလက်အင်းအိုင်လက်ဖွဲ့ပညာများကလည်းညကြီးဟူတဲ့ဇရောက်ဖားပါမျက်နှာဝိုင်းလေးကိုသူ့စိတ်ကူးတွေကပျောက်စီခြင်းကမတတ်နိုင်ခဲ့ပြီဦးသိန်းဦးပညာဟာတက်ပြင်းကိုနိုင်နိုင်ချပါတယ်လက်ကားကြောင်းကိုချဲထားပြီးသူ့လက်ဆွဲတော်ဓမြောင်ကလေးကိုကင်ကာလက်ချောင်းများကြားထဲမှာလိုက်ဆိုင်ပါတယ်အချိန်တန်ကြာပြီးတဲ့နောက်တန်းပေါ်မှာလွှားထားတဲ့သင်္ကန်းကိုစနစ်တကျယုံပါတယ်ထို့နောက်ချမ်းသာရဆရာတော်ကြီးဥဒုမနရှိနေမဲ့ကျောင်းဝါကြီးပေါ်ကိုတက်ချသွားပါတယ်ဆရာတော်ကြီးကပေစာတစ်ရွက်ကိုဖတ်ရင်းပလက်ကလထိုင်မှာထိုင်းနေပါတယ်ဦးသိန်းဦးပညာကဆရာတော်ကိုဥကုံချလိုက်ပါတယ်ဘာများအထူးထွေရှောက်เสียရှိလို့လေကိုတော်ရဲ့တပည့်တော်ဒီတဝါဆိုပြီးရင်လူဖို့လဲကျင်လို့ပါဖေ။ကိုတော်မပြောတော့ဘူးလား။ဥပဒေလေးကတက်ပြင်းချလိုက်ပါတယ်။အေးလေကိုယ်တိုင်မပြောဘဲနေတော့ကိုယ်တိုင်အတွက်ရောသာသနာအတွက်ရောဘာထူးမှလေကိုတော်ထွက်မယ်ဆိုလဲထွက်ပေါ့။ဆရာတော်ကြီးကထိုးထိုးမိန်ပြီးလက်ထဲကပေစာကိုသာဆက်ဖက်နေပါလေ။ဦးစင်းပညာကလည်းဆရာတော်ကြီးကိုဥကုံချပြီးတဖြည်းဖြည်းထထွက်သွားပါလေ။